တော်ထဲ၌ပညာရှိသောယုံကြည်သူကထာဝရဘုရားကိုကြောက်ရွံ့တော်သူဖြစ်တယ်ဟာလေလုယာထာဝရဘုရားကိုကြောက်ရွံ့တယ်ဆိုတာဖယားစကားကိုနာခံပြီးမှအသက်ရှင်တော်ကိုပြောရှင်ဖြစ်တယ်ဟာလေလုယာအဲဒါကြောင့်ပညာရေးအရင်ဖြစ်တယ်ခရစ်တော်ကလေကျွန်တော်တို့ကိုဘွေဒီဂရီတဲ့ကျွန်တော်တို့အသက်တာမှာကောင်းသောအခြင်းကိုရှိဖို့ဘုရားခင်တော်ကတာဖြစ်တယ်ခရစ်တော်ကပြောတဲ့ဟာကပါလေသူဤသူတဲ့ဒီတို့ဤကောင်းသောအခြင်းကိုသူတဘာရီနေတဲ့အခါမှာကောင်းကင်ဘုံ၌ရှိတော်မူသောဒီတို့အပိုင်းကိုယ်တော်ကိုချီးမွမ်းစေခြင်းကသူတဘာရှိ၌ဒီတို့လေးပါတဲ့အဲ့ဒီမှာဒီဘာပြောလဲဆိုကောင်းသောအခြင်းဆိုရတာကကျွန်တော်တို့ရဲ့ဘုန်းကြီးကလေးနဲ့ဆိုင်ဘူးဖယားစကားကိုနာခံလိုက်လျှောက်အသက်ရှင်သောအသက်တာရှိလာပြီဆိုရဲ့နေရာကပညာရှိခြင်းဖြစ်တယ်ဟာလေလုယာ